ကျွန်တော်ရဲ့သင်တန်းသားတွေရောဒီတိုင်းသင်တန်းမတက်ဘဲနဲ့အကြံဉာဏ်လာတောင်းတဲ့မိတ်ဆွေတွေရောတော်တော်များများမေးတာသူရဲ့မေးခွန်းတွေတခုရှိပါတယ်အဲ့ဒါကကျွန်တော်တို့ boost မလုပ်ဘဲနဲ့ရောင်းအောင်ဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော် boost မလုပ်ဘဲနဲ့ရောင်းချင်တယ်ဆိုလို့ရှိရင်ပထမဆုံးဒီနားလည်ထားရမှာက boost လုပ်တဲ့လောက်တော့ကျွန်တော်တို့ရောင်းရမှာမဟုတ်ပါဘူးနော်ကျွန်တော် Facebook ကိုကြော်ညာကပေးပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုကြော်ညာခိုင်းတာလောက်တော့ရောင်းရမှာမဟုတ်ပါဘူးဒါပေမဲ့ဘာမှမလုပ်တာတက်စားလို့ရှိရင်ကျွန်တော်အခုပြောတဲ့နည်းလမ်းလေးကိုသုံးမယ်ဆိုလို့ရှိရင်ချက်ချင်းတော့မဟုတ်ဘူးပေါ့နော်ဒီရှေ့မှာလူသိများလာတဲ့ခါကျလို့ရှိရင်ပုံမှန်လေးရောင်းနေရပါလိမ့်မယ်ကျွန်တော်တို့ရဲ့ page ကို logo တွေ cover photo တွေဒီ setting ဘိုင်းတွေ information ဖြည့်တာတွေအကုန်လုံးကိုကျွန်တော်တို့က professional ကြကြသေချာပြင်ဆင်ထားတတ်ဖို့လိုပါမယ်ဒီ page ကိုကြည့်လိုက်တာနဲ့ကျွန်တော်တကယ်အလုပ်လုပ်တယ်ဆိုတာကိုသိသွားအောင်လို့သေချာပြင်ဆင်ထားရပါမယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့က pin post လေးထားရပါမယ် pin post ဆိုတာကကျွန်တော်တို့ရဲ့ page မှာဘယ်လောက်ပဲ post တွေတင်ကျွန်တော်အများနဲ့ထိတ်ဆုံးမှာမြင်နေရအောင်ဖတ်လို့ရတဲ့ post လေးပေါ့ကျွန်တော်အဲ့ pin post မှာဥပမာရှိတဲ့ product တွေ service တွေအကုန်လုံးဥပမာရတဲ့ကိုရောင်းတဲ့ဟာတွေကို service ပေးတာတွေအကုန်လုံးကိုအဲ့ဒီ post လေးမှာသေချာပါအောင်လို့ကျွန်တော်တို့ကဖန်တီးထားရပါမယ်ကြော်ညာပုံ design လေးကောင်းရမယ်ကြော်ညာစာ content လေးကောင်းရပါမယ်မရေးတတ်ဘူးဆိုလို့ရှိရင်ခုနက logo တွေက photo တွေအတိုင်းပဲ design service ပေးတဲ့သူတွေ content service ပေးတဲ့သူတွေနဲ့သေချာတိုင်ပင်ပြီးတော့ service app ပြီးတော့မှသေချာလုပ်ထားသင့်ပါတယ် service သမားတွေကိုယ်တိုင်ရှာရင်သွားရှာဒါမှမဟုတ်ကျွန်တော်လာပြီးရဆိုတော့ကျွန်တော်ဂျုံကြည်ရတဲ့ကျွမ်းကျင်တဲ့ service သမားတွေကျွန်တော်ရှာပေးထားရှိရဲညွှန်ပေးလိုက်ပါကျွန်တော်တို့ရဲ့ customer တွေကဘယ်လိုအခက်အခဲတွေဖြစ်နေတာလဲသူတို့ဘာတွေလိုချင်တာလဲဘာတွေသိချင်နေတာလဲဆိုတာကိုကျွန်တော်တို့ကသူတို့နေရာဝင်ပြီးတော့စဉ်းစားပါဒီသေချာလေ့လာပါအချိန်ပေးပြီးတော့ market research လုပ်ပါနော်အဲ့လိုမျိုးသေချာလေ့လာပြီးပြီဆိုလို့ရှိရင်တော့သူတို့ရဲ့အခက်အခဲတွေသူတို့သိချင်နေတာတွေသူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုတကယ်အဆင်ပြေစေမဲ့နည်းလမ်းတွေကိုကျွန်တော်ရဲ့ page မှာတင်ပေးပါကိုယ့်ရဲ့ product နဲ့သက်ဆိုင်တဲ့ group တွေရှိရလေအဲ့ group တွေထဲကိုသွား share ပါဆိုတော့တခါတည်းအများကြီး group တွေအများကြီးကိုတန်းပြီးတော့ share ခိုင်းတာမဟုတ်ဘူးအဲ့လိုမျိုး share လို့ရှိရင်ကိုယ့်ရဲ့ account ကို Facebook က share ဝင်လည်းပိတ်လိုက်ပါမယ်ပြီးရင် page ရဲ့ quality လည်းဝါသွားပါမယ်เนาะအဲ့ကြောင့်မလို့အများကြီးတခါတည်းမ share နဲ့တခုဒီနည်းလမ်းလေးကိုတေချာလေးမှတ်ထားပြီးတော့မှသုံးကြည့်ပါ boost လုပ်တာလောက်တော့ရောင်းအောင်မဟုတ်ပေမဲ့ရေရှည်အချိန်တစ်ခုပေးပြီးတေချာလုပ်သွားမယ်ဆိုရင်ကိုယ့်ရဲ့ page ကလူသိများလာပြီဆိုလို့ရှိရင်တော့ပုံမှန်ရောင်းအောင်လေးနဲ့လည်းပတ်နိုင်ပါလေကြိုးစားကြည့်ပါအားလုံးပဲအကျိုးရှိမယ်လို့ထင်ပါတယ်ထုံးစံတိုင်းပဲဒီ video ရဲ့ comments မှာ okay လို့မှန်သွားပြီလို့ရပါတယ်